အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Russian alphabet letter 30နဲ့မှ3လုံးအနက်က letter D ကိုဘယ်လိုရေးကြမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဥဆုံး3ချောင်းမြင့်မှာကျွန်တော်တို့အနီစလေးရတဲ့အောက်ကိုမြင်းလေးဆွဲလိုက်မယ်ပြီးရင် white လိုက်မယ် white ပြီးတော့ကျွန်တော်တို့အပေါ်ကို၄ကိုင်းပုံတရံသို့မဟုတ်လာချမ်းပုံတရံလေးကွေးလေးကွေးထားလိုက်မယ်ဒါဆိုရင်တော့ letter D အကြီးဖြစ်ပါတယ်မှန်မှန်ကိုကျွန်တော်တို့မြားရဲ့direction လေးတွေတိုင်းကိုဆွဲခဲ့တာမှန်မှန်ပြန်ပြီးတော့စစ်ဆေးနိုင်ပါတယ်ကျွန်တော်နဲ့အတူလိုက်ဆိုကြည့်ရအောင် D okay D အကြီးပြီးတော့ small letter D ဘယ်လိုရေးမလဲပေါ့နော် small letter D ကတော့ English letter G နဲ့ရေးပုံရေးနည်းဆင်ပါတယ်ဒါပေမဲ့သူ့မှာအခုအောက်ကအပေါ် white ပြီးတော့ပြန်တက်တဲ့ဒီမြင်းလေးမှာတော့နည်းနည်းလေးကွဲပြားနေပါတယ် okay ဒါဆိုတော့ small letter D လေးပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော် D အကြီးရောအသေးရောရင်းနှီးလေးကိုရှင်းပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်